လူတွေကပြောင်းလဲတတ်တဲ့သဘောတဘာဝရှိပါတယ်သူတို့ရဲ့ပြောင်းလဲခြင်းတွေပေါ်မှာလိုက်ပြီးတော့ခံစားမနေပါနဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းဟာပြောင်းလဲခြင်းတွေဟာတစ်ခုပြီးတစ်ခုစက်တိုက်ဖြစ်နေတာပါသူငါ့ဘောအရင်ကတော့မကောင်းတော့ဘူးသူငါ့ဘောကိုအရင်ကတော့ဘေးမဆိုင်တော့ဘူးဆိုပြီးတော့သူတစ်ပါးရဲ့ပြောင်းလဲခြင်းအပေါ်မှာလိုက်ပြီးတော့မခံစားပါနဲ့တန်ရောစင်တွေကြီးနေတည်တည်ဆဲလန်းခြင်းတွေကြီးနေတည်တည်အဲ့သူဟာပူလောင်ခြင်းတွေကိုခံစားနေရအောင်ပါသူတစ်ပါးရဲ့ပြောင်းလဲခြင်းတွေပေါ်မှာလိုက်ပြီးတော့မခံစားပါနဲ့ကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်နေအမိခိုတွေကင်းအောင်နေတန်ရောစင်တွေနဲလေလေအစွမ်းလန်းတွေနဲလေလေအဲ့ဒီသူဟာအေးချမ်းမှုတွေရလေလေပဲတန်ရောစင်ကြီးရင်ကြီးတဲ့လောက်စွမ်းလန်းမှုတွေကြီးရင်ကြီးတဲ့လောက်သူဟာနာကျင်မှုတွေခံစားရမယ်အဲ့တော့ပြောင်းလဲခြင်းတွေကိုလက်ခံပါသူတစ်ပါးရဲ့ပြောင်းလဲခြင်းတွေမှာလိုက်ပြီးခံစားပါနဲ့မိမိရဲ့စိတ်ကိုအေးချမ်းအောင်မိမိရဲ့စိတ်ကိုကုသိုလ်တွေရအောင်ပဲကိုယ်ကိုယ်သာအောင်စိုက်ပြီးတော့ဘဝမှာနေထိုင်ဖြတ်သန်းပါ